ဇလန်လေးကိုပရိသတ်ပေါင်းသူတော်ကောင်းတို့လည်းသိကြမှာပါရေးသားခဲ့တာကဝဆနာဆရာဆိုင်ခေါ်ဆရာရွှေတိုင်းညွန့်ပေါ်အဖတ်သက်မင်း50တဲ့နံပါတ်1ကတော့အဇာတတကစားခဲ့တယ်အဇာတတကိုပြန်တတ်တာကသူ့ရဲ့သားဥဒိယဗဒ္ဓဥဒိယဗဒ္ဓကိုဘသူကပြန်တတ်တယ်လေသူသားမဟာမောနိကာကပြန်တတ်တယ်မဟာမောနိကာကိုဘသူကပြန်တတ်တယ်လေအနုရုဒ္ဓကပြန်တတ်တယ်အနုရုဒ္ဓကိုသူ့ရဲ့သားဖြစ်တဲ့နာဂဒါသကပြန်တတ်တယ်လောကမှာရှာတဲ့မင်း၅ပါးပါဗျာဇာလအစကဖခင်မင်းကြီးဗိမိတာရကစားခဲ့တာပေါ့ထီနာအုပ်ချုပ်မင်းလို့တော့အားတော်လေးတစ်ပါးဖွားမြင်ထားပညာရှိပရောဟိတ်ပုံနာများကမှန်လားပါဗျာမိဖုရားကြီးဤဝင်းကြတိုက်မှာတရေတီးနေတဲ့သားတီအဖေကိုပြန်တတ်မဲ့သားပါလို့ရှောက်ကြမှာတော့လေဖခင်ခမရမာယမကမွေးခင်ရှာတယ်သူ့ရဲ့အမည်နာမလေးပေးလိုက်တာကအဇာတတဘဝမှာမှတ်ကြပါပရိသတ်ပေါင်းသူတော်ကောင်းတို့ကြီးအဇာတတခလေးအရွယ်ရောက်လူလားမြောက်တော့လက်ညှိုးမှာခုနာကြီးပေါက်တယ်လူတယောက်ဖြစ်ခဲလာတဲ့ဒီယောဂဝေဒနာကိုဖခင်ခမရသားလေးကိုမကြည့်နိုင်လို့အာကရွေးမှာတွင်းပြီးသိရှာတယ်ဒီနေ့တော့အာငွေအပူကြောင့်ဤပေါ့ရင်မင်းလောက်เสียဟောဒီမန္တလေးစင်ရပြည်တွေကိုဖခင်ခမရကလေနားရဲ့လက်ကလေးထုတ်ခါထွေးလိုက်ရင်ငါသားလေးအရေးပြည့်ရကြီးရဲ့ဆိုတဲ့အတွေးနဲ့မတတိစင်ရပြီးအစုံကိုအာကရွေးမှာငုံပြီးမျိုးချရှာတယ်ဖခင်တို့ရဲ့မေတ္တာပေါ်ငါသားကိုချစ်တာအပြစ်လားဝေရဟီရဲ့ငါချစ်တာအပြစ်လားတဲ့အဲ့ဒီဖြစ်ကြောင်းအမှန်ကိုဝေရဟီမိဖုရားကြီးကကောက်ကြောင်းပြန်နောက်ကြောင်းအမှန်ရှင်းပြတော့အဇာတတအမသိပြီလေတရားရှိလို့စင်ငင်မဲ့ဆိုပြန်တော့ဟာရင်ကြီးခမညာနိုင်ရွာဆန်လို့ကံတော်ပေါ်ပါပြီဖယားလို့မူးမဘိုးကြီးများရှောက်တင်တဲ့အရာအမသိပေမဲ့လို့ပင်စနန္ဒီဟာကံကြီးထိုက်ရှာခဲ့ပြီနော်အဲ့တော့အဇာတတတိအဖဖယားရဲ့သာသနာတော်မှာအကြီးညိုဆုံးမင်းဖြစ်ပါတော့လေလောကပြောရရင်တော့ပရိသတ်တို့ရေပရမတန်ခါယရဏတင်နေတာဒီအဇာတတမင်းသားဖြစ်ပေမဲ့လို့မဟာပထဝီမြေကြီးအပ်တဲ့ကွင်းလို့အဝိစီငရဲ့ချခဲ့ရပါတယ်ခင်ဗျာရွှေတိုင်းရုံတာအကိုအကားလေးစာကိုစီမိဝမေတ္တာယမိမုံညာစင်ရင်တို့တရားထားလေရွှေတိုင်းရုံတာအကိုအကားလေးစာကိုစီမိဝမေတ္တာယမိမုံညာစင်ရင်တို့တရားထားလေဖာတိုင်ကစိတ်ရှိဝဆူလေးအဇာတတကဆိုင်ထွက်ခိုင်းဖာတိုင်ကစိတ်ရှိဝဆူလေးအဇာတတကဆိုင်ထွက်ခိုင်းဒီမကြစရာဒီဇီနထပကတမီဖြစ်တော်ပါကြောင့်ဒီမြို့ချီအောင်ညွှန်ကြားပါရစေဘုသူတန်နေဆုံးအငြိအမျိုးသမီးရာချွရလေတရီ
ပါ